မင်္ဂလာပါဒီနေ့ကတော့ဆယ်မန်အယိုးဟင်းရည်တစ်မျိုးချက်ပြသွားမှာဖြစ်ပါတယ်အရင်ဆုံးချက်သွန်ဖြူနေကိုစနွင်းထည့်ပြီးတော့မှစီတက်လိုက်ပါတယ်ပြီးရင်တော့ cherry tomato ကိုပေါ့4-5 လုံးလောက်ကိုပေါ့နော်ထချမ်းပြီးတော့မှထည့်လိုက်တယ်ပြီးတော့ဒီခဲထားတဲ့ချက်သွန်မဲကိုပါထည့်ပြီးတော့မှစီတက်လိုက်ပါတယ်သူတို့ဒီနည်းနည်းနွမ်းသွားပြီဆိုလို့ရှိရင်ဒီရေစေးထားတဲ့ငါးတွေကိုထည့်လိုက်ပါတယ်ပြီးတော့ဒီသူတို့ပေါ့နော်လုံးလိုက်ပါတယ်လုံးပြီးသွားပြီဆိုလို့ရှိရင်ရေနွေးတည်ထားတာလေးကိုထည့်လိုက်ပါတယ်ပြီးလို့ရှိရင်ခဏပေါ့နော်အဖုံးလေးအုပ်ပြီးတော့ပုတ်ပုတ်ဆူခိုင်းပါတယ်ပြီးတော့အရသာအနေနဲ့တော့စားပြီးလို့ရှိရင်ချက်သွန်ဖြူမုတ်ချင်းမှုတ်ပေါ့နော်အဲ့ဒါလေးကိုထည့်လိုက်တယ်ပြီးလို့ရှိရင်နောက်ဆုံးမှာ broccoli နဲ့ထိုဘူးပေါ့နော်အဲ့ဒါလေးကိုထည့်ပြီးတော့မှ2 မိနစ်ခန့်လောက်ပေါ့နော်ပုတ်ပုတ်ဆူခိုင်းလိုက်ပါတယ်အဲဆိုလို့ရှိရင်တော့သုံးဆောင်လို့ရပါပြီ